သူကကျွန်တော်တို့ framing theory ပေါ့နော် framing theory ဆိုတာကျွန်တော်တို့ခုန agenda setting ကကျွန်တော်တို့ဒါကျွန်တော်တို့ပြောချင်တဲ့ကျွန်တော်တို့အကျိုးစီးပွားအတွက်ဒါအများပြည်သူကိုကျွန်တော်တို့လှုပ်စေခြင်းတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ဒါ agenda setting ပြီးတော့နောက်တစ်ခုကကျွန်တော်တို့ framing theory ပေါ့နော်framing theory ကတော့ကျွန်တော်တို့သူတို့ကိုလှုပ်စေခြင်းတဲ့အရာတွေကိုเนาะကျွန်တော်တို့လှုပ်စေခြင်းတဲ့အတိုင်းလှုပ်အောင်ဒါကျွန်တော်တို့ဒါသူတို့သတင်းစကားပေးတာအဲ့ဒီသတင်းစကားတွေကကျွန်တော်တို့ဒါ logical ဒီကျွန်တော်တို့ structure ပေါ့နော်ကျွန်တော်တို့ကျိုးချောင်းစီလျော်တဲ့ကျွန်တော်တို့ဖွဲ့စည်းတင်ဆက်မှုတွေနဲ့ကျွန်တော်တို့ဒါဒီ information တွေဖွဲ့စည်းပြီးပေးရတာဖြစ်ပါတယ် framing theory ရဲ့ရည်ရွယ်ချက်တွေကတော့သူကအဓိကအဖြစ်ဒီကျွန်တော်တို့ဒီအများပြည်သူကျွန်တော် stakeholder တွေရဲ့ဒီကျွန်တော်တို့ emotional response တွေကိုကျွန်တော်စိတ်ခံစားဆိုင်ရာတုံ့ပြန်မှုတွေကျွန်တော်တို့ဒါထိန်းချုပ်ဖို့ဒါသူတို့ကကျွန်တော်တို့ဖြစ်စေခြင်းတဲ့အတိုင်းလုပ်စေခြင်းတဲ့အတိုင်းလုပ်ဖို့အတွက်ဒါကျွန်တော်တို့ကရည်ရွယ်ပါတယ်เนาะနောက်တစ်ခုကဒီကုမ္ပဏီတွေအဖွဲ့အစည်းတွေရဲ့ကျွန်တော်တို့မဟာဗျူဟာဒီပန်းနိုင်တွေပေါ့နော်ဒီကျွန်တော်တို့ဖြစ်အောင်ကျွန်တော်တို့အဲ့ဒီတိုင်းလိုက်ပြီးတော့လှုပ်အောင် stakeholder တွေကိုကျွန်တော်တို့ဒါကျွန်တော်တို့ပေးတဲ့ကျွန်တော်တို့ message သတင်းတွေဖြစ်ပါတယ်ပေါ့နော်အဓိကပြင် framing ကတော့ကျွန်တော်တို့ဒီ business တွေမှာလက်တွေ့အသုံးချတဲ့အခါမှာဥပမာအဖြစ်ကျွန်တော်တို့ဒီToyota ကားတွေပေါ့နော် Toyota ကားတွေကကျွန်တော်တို့ဒါဖြစ်စဉ်တစ်ခုဖြစ်ဖူးတယ်Toyota ကားရဲ့ brand တစ်ခုอ่ะပေါ့နော်ကျွန်တော်တို့ဒီကားရဲ့ technical error ကြောင့်ကျွန်တော်တို့ accident တွေပေါ့နော်ကားသုံးဆွဲသူတွေမောင်းနေသူတွေမှာကျွန်တော် accident တွေဖြစ်တယ်ဆိုတော့ဒီကိစ္စတစ်ခုဖြစ်ဖူးတယ်အဲ့ဒီဖြစ်တဲ့အခါမှာ Toyota သူက media framing လုပ်တယ်ပေါ့နော် framing လုပ်တာဘယ်လိုလဲဆိုတော့ကျွန်တော်ဒီအများပြည်သူပေါ့နော်သူ့ရဲ့ကားတွေကိုဝယ်ယူဆင်းနေတဲ့သူတွေအတွက်ကျွန်တော်တို့ဒါအတန်နေရဲ့အတွက် safety အတွက်ကျွန်တော်တို့ဒါကျွန်တော်တို့ပြန်ပြီး view site တွေနဲ့သူကားတွေကို recall ပေါ့နော်သူကားတွေကိုပြန်ပြီးတော့ကျွန်တော်တို့ဒါပြန်သိမ်းတယ်အဲ့ဒီအတွက်ပြန်ပြီးရော်ကြေးတွေပေးတယ်ပေါ့နော်အဲ့ဒီကိစ္စတွေကိုဆောင်ရွက်တယ်ဒါသူလှုပ်လိုက်တဲ့ framing ကကျွန်တော်တို့ဒါဒီသူ့ရဲ့ကားတွေဝယ်သုံးစွဲတဲ့ customer တွေရဲ့ကျွန်တော်တို့ဒါဘေးကင်းလုံခြုံစိတ်ချမှုတွေဒါသူတောင်းယူတဲ့သဘောလို့သူတို့ဒါသတင်းထုတ်ပြန်ပြီးတော့ဒါ framing လုပ်တယ်နောက်ပွင့်လင်းမြင်သာမှုရှိနေပေါ့နော်သူတို့ကိုယ်တိုင်ချပြတယ်ပေါ့နော်သူတို့ကားတွေတကယ် error ဖြစ်တယ်ဆိုတာပွင့်လင်းမြင်သာမှုရှိနေချပြပြီးတော့သူ့ရဲ့ဒီကားစီးနေတဲ့သူတွေရှိဒီ technical error ဖြစ်တဲ့ကြောင့်ကားတွေကိုပြန်ပြီးတော့ကျွန်တော် recall လုပ်ပြီးတော့ရော်ကြေးတွေပေးတဲ့ဖြစ်စဉ်တွေဖြစ်ပူရတယ်ဒါကတော့ Toyota သူတို့ကိုယ်တိုင်ဒါ framing လုပ်တဲ့ပုံစံပေါ့နော်ဖြစ်ပါတယ်ပေါ့နောက်တစ်ခုကကျွန်တော်တို့ corporate social responsibility ပေါ့ဒီ company တွေကကျွန်တော် CSR ပေါ့လူမှုအကျိုးပြုလုပ်ငန်းတွေလုပ်တဲ့အခါမှာသူတို့အနေနဲ့ဒါလူထုရဲ့ community ပေါ့နော်လူမှုအတိုင်းဝိုင်းရဲ့ကျွန်တော်တို့ဒါအကျိုးစီးပွားနောက်ကျွန်တော်တို့ environment ပေါ့နော်ပတ်ဝန်းကျင်သဘောပတ်ဝန်းကျင်ထိန်းသိမ်းမှုတွေသူတို့ကအဓိကပြင် company တွေကဒီအမြတ်ပဲ profit ပဲရအောင်လုပ်တာမဟုတ်ဘဲနဲ့လူမှုကျိုးပြုပေါ့နော်ကျွန်တော်တို့ဒါလူမှုဖွဲ့စည်းရဲ့ပြန်ပြီးလုပ်ပေးတယ်နောက်တစ်ခုကကျွန်တော်သဘောပတ်ဝန်းကျင်ထိန်းသိမ်းဆောက်ရှောက်တွေလည်းသူတို့ပြန်ပြီးလုပ်ပေးတယ်ဆိုတဲ့ဟာတွေကိုကျွန်တော်တို့ဒါ framing လုပ်ပြီးတော့လူတွေကိုဒါပေးတဲ့ message ဖြစ်ပါတယ်ပေါ့နော်နောက် brand storytelling ပေါ့နော်ဒီ brand storytelling ကတော့ကျွန်တော်တို့ဒါ company တွေနဲ့နေနဲ့သူ့ရဲ့history တွေသူလုပ်ခဲ့တဲ့အကြောင်းအရာတွေဖွဲ့စည်းတည်ထောင်ခဲ့တာတွေဘယ်လိုမျိုးခက်ခဲရုန်းကန်ကြိုးပမ်းခဲ့ရတာဒီ customer တွေအတွက်ဒါသူတို့ဘယ်လို value တွေပေးတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့သူတို့ရဲ့ကိုယ်ပိုင် media တွေကျွန်တော်တို့ social media ဖြစ်ဖြစ် website ကဖြစ်ဖြစ်ကျွန်တော်တို့ဒီ storytelling ပေါ့နော်ဒီ company ရဲ့ဇလန်းကိုပြန်ပြီးတော့တေးချာလေးဇလန်းဆင်ပြီးတော့ကျွန်တော်တို့ပြောပြတဲ့ဟာတွေကလည်းကျွန်တော်တို့ဒါframing လုပ်တာလို့ခေါ်ပါတယ်